အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့မြက်ဖောင်ဒေးရှင်းနဲ့အတူအနုပညာရှင်ပေါင်းများစွာစုပေါင်းပြီးတော့မှကျွန်တော်တို့အေယာဝတီတိုင်းမှာရှိတဲ့ရေကြီးဂျုံပြောငတိုင်းချောင်းတို့မှာရေပေးသိပြည်သူများစီကိုတွားရောက်လူတန်းထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာအဆိုတော်တွေတာမကအကယ်ဒမီရအနုပညာရှင်တရုတ်ဆောင်တွေလည်းပါဝင်ပါတယ်ခင်ဗျာသက်ဆိုင်ရာဌာနနဲ့ဒီတိုင်းဆိုင်ရာတွေကလည်းကျွန်တော်တို့ကိုဝိုင်းဝန်းကူညီပေးကြပါတယ်ခင်ဗျာကျွန်တော်တို့တွားရောက်လူတန်းတဲ့ပစ္စည်းတွေထဲမှာတက်ကြီးရွယ်အိုတွေအတွက်အလူငွေတွေစီးဝါးတွေပြီးတော့စားဖွယ်တောက်ဖွယ်တွေအိုးအစားတွေလည်းပါပါတယ်ခင်ဗျာအဲ့ဒါတွေတာမကကြာစံကြော်လည်းအိုးအကြီးကြီးနဲ့3အိုးလောက်ကျော်သွားပါတယ်ခင်ဗျာအနုပညာရှင်တွေကလည်းရေပေးကြောင်းစိတ်ညစ်ဒုက္ခရောက်နေတဲ့သူတွေကိုအားပေးစကားတွေပြောရင်ခဏတာဘဝအမောတွေဘဝဒုက္ခတွေကိုမိတ်ပြောက်ဖို့အတွက်အာရပါရကခုံပြီးတော့မှအခချင်းဝင်ယူပဲနဲ့ဖြောဖြစ်တင်ဆက်ပေးခဲ့ကြပါတယ်ခင်ဗျာပုံမှန်ဆိုရင် TV ဖန်သားအပြင်မှာ online ပုံမှန်သာမြင်ရတဲ့အမှုပညာရှင်တွေကိုအပြင်မှာအရှင်လက်မြင်ရတဲ့အခါမှာသူတို့တွေလည်းအရန်ကိုပျော်ရွှင်ပီတိဖြစ်ကြပါတယ်ခင်ဗျာဒါလေးကတော့နောက်တစ်နေရာကိုတွားရောက်လူတန်းနေတာပဲဖြစ်ပါတယ်ခင်ဗျာတွားတဲ့အခါမှာရေကြီးနေလို့ကားတချို့ကိုထားခဲ့ရပါတယ်ခင်ဗျာကျွန်တော်ကတော့လမ်းလျှောက်သွားခဲ့ပါတယ်ကျွန်တော်တို့လူတန်းတဲ့အခါမှာအလေလွင်းမရှိအောင်အိမ်ထောင်စုစရာနဲ့တကွာကျွန်တော်တို့နမစင်းကောက်ပြီးတော့မှပေးရောက်လူတန်းခဲ့ပါတယ်ခင်ဗျာမြို့သူမြို့သားတွေကလည်းသူတို့ချစ်တဲ့အမှုပညာရှင်တွေရောက်လာတဲ့အခါမှာလက်ခုပ်တွေတီးပြီးတော့မှအာရပါရဝမ်းပြောင်းတတကြိုဆိုကြပါတယ်ခင်ဗျာအမှုပညာရှင်တွေဒီဆိုဖြိုပြနေတော့မှကျွန်တော်တို့ကတော့ကြာဆန်နေအချူရည်လေးတွေကိုကြည်နေတဲ့လူတွေလာတဲ့လူတွေကိုဝိုင်းဝန်းပြီးတော့မှဝင်ရပေးခဲ့ကြပါတယ်ခင်ဗျာလူတွေဘယ်လောက်များလဲဆိုရင်မြင်ရတဲ့အတိုင်းပဲခင်ဗျာဒီဖုန်ကြီးကျောင်းအပြည့်ပေါ့နော်လူတော်မဆန့်ရှင်ဘူးအရန်နဲ့ကိုများပါတယ်ခင်ဗျာကဲအနုပညာရှင်လေးတွေဘယ်လိုတွေဖြိုဖြစ်တင်ဆက်လဲဆိုတာတစ်ချက်လောက်ရှိုးလိုက်ပါအောင်ခင်ဗျာတချို့ဆိုရင်ပျော်လုံးလို့ပေါ့နော်မျက်ရည်တောင်ကျကြပါတယ်ဒီလိုစိတ်ညစ်နေတဲ့အချိန်မှာဒီလိုအားရပါရလာရောက်ဖြိုဖြစ်ပြီးတယ်လာရောက်ပြီးတော့အားပေးစကားလေးပြောတဲ့အတွက်လာရောက်လူတန်းပေးတဲ့အတွက်အရန်ကျေးဇူးတင်တယ်လို့ပြောပါတယ်ခင်ဗျာကျွန်တော်တို့တစ်ခွက်လုံးကလည်းပင်ပန်းတယ်လို့မထင်တော့ဗျမနေ့နှစ်နိုင်ကြတဲ့နေထားလာတာအခုနှစ်နိုင်ကျော်ပြီမင်းလည်းမစားဘူးဒါပေမဲ့အားလုံးအာရပါရတက်တက်ကြွကြွနဲ့ပေါင်းနေပြီးတော့မှထမင်းလေးစားပြီးတော့မှပြန်လိုက်ပါဦးမယ်ခင်ဗျာအားလုံးပဲဘေးရန်ခတ်သိမ်းကင်းဝေးကြပါစေခင်ဗျာ